အခုဗီဒီယိုရိုက်လိုက်ကိုဒီမှာဝတ်တော့ကြီးကျွန်တော်နှစ်ဘက်ကြီးပွားစီးတာရိုက်အဲ့မှာကျွန်တော်နှစ်ဘက်နဲ့ပွားစီးတာကားနှစ်ဘက်ပွားစီးတာတော့ဝတ်တော့နဲ့ငါကြည့်အောင်လာပို့တာကွာလာပို့တဲ့အခါဒီမှာကားနှစ်ဘက်ဟိုကဒီကျွန်တော်ရဲစခန်းမှာတိုင်လာတာကြာပြီလမ်း90ရဲစခန်းမှာအမှုဖွင့်လာတာကြာပြီနော်ကျွန်တော်ကားကိုဝတ်တော့ပွားပြီးစီးနေတာဆိုအမှုဖွင့်လာတာကျွန်တော်ကြာပြီကျွန်တော်ကပို့တာပါခုနကဒီလိုကွာဒီပိုက်လေးကျွန်တော်တို့ဒီတာကေတာကနေပြီးတော့ကျွန်တော်ဒီဘက်လာတဲ့ဝီပိုက်မှာအဲ့ကားနဲ့တွေ့ရကွာတွေ့တဲ့ကအဲ့ကားနဲ့ပဲအခုကားပို့တယ်ပဲတွေ့အဲ့ကျွန်တော်ကဒီနေ့ကတောင်းနေတယ်ကပါဟဲ့ဒီရှေ့မှာပိတ်ရတာနော်ဒီမှာဝတ်တော့ကားဒီမှာပွားစီးတာရဲစခန်းမှာတိုင်လာတာဘယ်သူမှစောက်ဖက်မလုပ်ဘူးနော်အခုမှဒီမှာမိပြီဒီမှာဒါ origin နဲ့ဒါ origin နဲ့နော်ဒီကား origin နဲ့ဒီမှာပွားစီးထားတဲ့ကားကျွန်တော်ကမုန်းတဲ့ဘက်မရှိဘူး119လာပါလားရဲစခန်းဆက်လိုက်နော်ဒီမှာ license တန်းလောက်မှ2028တွေပါလေကောက်လုပ်လိုက်သေးတယ်2028တွေလောက်လုပ်လိုက်လေတဲ့ license တန်းလောက်မှဒီမှာကြည့်အောင်ဒါကျွန်တော်တို့ရဲနဲ့ရှင်းမှာအခုဒါဝတ်တော့ပွားစီးထားတဲ့ဟာနော်ဒီမှာရင်ထဲရုပ်ကားလဲကျွန်တော်လက်မခံဘူးကိုအခုအပြစ်လွတ်ချင်လို့ရှိရင်အခုကားရောက်လိုက်တဲ့လူကိုဖုံးဆက်ခေါ်လိုက်သိတယ်မလားဖုံးဆက်ခေါ်လိုက်လို့ရှိရင်သူရောက်လာတဲ့ခါကျအခုအပြစ်လွတ်မယ်ကျွန်တော်ကအဲ့လိုပြောလိုက်တယ်သူ့ကိုအဲ့ဒါကိုသူကဘာပြောလဲဆိုတော့ဒါကကျွန်တော်ဖုံးတော့ပဲမေ့သွားပြီတဲ့သူ့ကိုသူလည်းဘယ်လိုပြောမလဲခိုင်ဆိုတော့ဆိုပြီးတော့သူပြောတယ်တနင်္လာနေ့မှာတဲ့သူ့ရဲ့ဒီ series ခွေထွက်မှာတဲ့series ခွေထွက်มาတယ်အကိုမလုပ်ပါနဲ့တဲ့ကျွန်တော်မဟုတ်လို့ရှိရင်လည်းဘောကပြတ်သွားမယ်ဘာညာဆိုပြီးတော့ဗောနော်သူကအဲ့လိုလေးပြောတာကျွန်တော်လေအဲ့ဒါနဲ့ကျွန်တော်ကတနာပြီးတော့အစတော့ညှိပေးတယ်ဗောနော်ညှိပေးဖို့ကျွန်တော်ကသူ့ဘက်ကဘယ်လိုမျိုးပြောချင်လဲကျွန်တော်ကသူ့ရဲ့ပြောဆိုတဲ့ဟာကိုခဏနားထောင်ဖို့အတွက်ဆိုကျွန်တော်က only me လုပ်ပလိုက်တာ post ကိုလေအဲ့လိုမျိုးပြီးတော့သူပါဇက်ကပောက်ခဲ့ရတယ်ဟိုပြောသလိုပဲပောက်ခဲ့ရတယ်ပြောတယ်ကားပေါ်မှာကျတော့ तू ကရဲကိုအဲ့ရမှာလေကျွန်တော်ကရင်မောင်းပါလေပြောအဲ့လိုစကားတွေကမညီဘူးပေါ့နော်ပြောတော့ကျွန်တော်ကအဲ့ဒါနဲ့စိတ်မရှိတော့ကျွန်တော် only me လောက်ထားတဲ့ဟာကိုကျွန်တော်ပြန်ဖြုတ်ပေးလိုက်တယ်ဖြုတ်ပြီးတော့ကျွန်တော်ရဲနဲ့ဆက်ရှင်းတယ်အဲ့လိုလုပ်လိုက်တာတော်လေးအဲ့ရှိရင်မှာသူညီကြီးဖုံးဆက်တော့ဖုံးဆက်ရင်ညီကတော့ရှင်းနေတယ်လေဟုတ်တယ်လေဟုတ်တယ်ဖြစ်စင်တော့ဘယ်မှာဖြစ်လဲဆိုတော့မေးပြီးဆိုတာညီတို့စဉ်းစားကြတယ်ညီကဘာလို့ပြောကြဆိုတော့ဟုတ်ပြီဒီနေ့လည်းဟိုမင်းကဘယ်သူကိုယ်ကလည်းလောက်တာလေဒီဘက်ကကားပိုင်ရှင်နေကားပိုင်ရှင်နေတာပေါ့ဟုတ်တယ်လေအဲ့ဒါပြောအမှန်တကယ်အကိုပြောသလိုမျိုး तू တာမွေရင်ထဲရဲစကန်မှာ तू တစ်ခေါက်ဖမ်းကန်ထိပြီးကြတဲ့ကသိတယ်ဟုတ်ဒီကားကို तू ဆက်မစည်းတင်တော့ဘူးဒါကလေဟုတ်တယ်အဲ့ဒါကို तू က15သိန်းပေးပြီးအကိုပြောလို့မျိုး15သိန်းပေးပြီးတော့ तू ပြန်ထွက်လာပြီးတော့ဒီလှဲကူကနေရာတစ်ခုမှ तू ကတစ်ခါထပ်လို့ကျွန်တော်နံပါတ်နဲ့အတိအကျထပ်စီးလိုက်တဲ့ခါကျတော့ तू ပိုဆိုးရတာပေါ့ပိုဆိုးရတယ်ဟာဆိုတော့ဒီမှုကတောင်းခုကျွန်းလာတာလေဟုတ်တယ်လေလုံးမှုတမှုကားလေဝတ်တော်တမှုနောက်ဆိုတမှုတော့မှာတောင်းမှုလေဟုတ်တယ်လေအခုချိန်မှာတွင်းကုန်ထမှုကနေပြီးတော့တိုင်းရဲ့ကုခဲနေရလေဟုတ်တယ်ကျွန်တော်လည်းဒီပြောမှဆိုဒီအမှုကဟိုပြီးဆိုလို့ပြီးသွားတဲ့ဟာမျိုးကျွန်တော်လည်းမဖြစ်ချင်ဘူးဗျာဒီလားဟိုအခုချိန်မှာပြီးတဲ့အတိုင်းနိုင်ငံရေးလည်းမတည်နေဘူး။ပြောမယ်ဗျာအခုဖြစ်တဲ့အဝန်းစီဖြစ်တယ်ဘယ်ကိုပြောရမလဲဗျာ။သူလည်းတော့3နှစ်တော့သွားတယ်မယ်။ဘယ်ကသွားတာလဲ။ထောက်ကြပါ။ထောက်ကြပါဘယ်နှစ်ကိုပြောတာလဲဗျ။လည်းတော့3နှစ်တော့သွားတယ်မယ်။3နှစ်။ဒါပေမဲ့ကျွန်တော်သိတာတော့ကျွန်တော်မနေ့ကရှယ်ပြောတာကြတော့ဝတ်တော့စီးတဲ့ဟာပေါ့နော်တက်တေခိုင်လို့တစ်နှစ်ဆိုပြီးသူကပြောတယ်။ကျွန်တော်ကနှစ်နှစ်ဟိုကျွန်တော်လည်းဒီကိစ္စကိုကျွန်တော်စိုးရိမ်တာဘာဖြစ်လို့လဲဆိုတော့မင်းညကလေးကကျွန်တော်အိမ်ပြန်လာကြတဲ့စိတ်ထဲမှာကျွန်တော်ကစိတ်ထစ်နေတယ်ပေါ့နော်ပြန်သွားတဲ့အချိန်မှာနောက်ွယ်ကနေပြီးတော့ဒီလူကိုပြန်လွှတ်လိုက်မလား
ကျွန်တော်ဒါမျိုးတွေးလိုက်တာပြန်လွှတ်လိုက်တဲ့အခါကြလို့ရှိရင်ကျွန်တော်အတွက်လည်းမကောင်းဘူးသိတယ်ဟုတ်ကျွန်တော်အတွက်အန်ဒီရဲ့အရန်များသွားမယ်ပြောရမယ်ဆိုရင်အဲ့တော့ကြောင့်မို့လို့ကျွန်တော်ကချက်ချင်းမင်းညတော့ကသတိရတာနဲ့ကျွန်တော်က post တန်းပြီးတော့တင်လိုက်တာဒီမနေ့ဖြန်မှာပေါ့နော်10နိုင်မှာ live ပြင်မယ်ဘာညာဒီနောက်ွယ်မှာတို့ဘလို့ပဲညှိဗျာညှိလို့မရပဲနဲ့အစိုးတက်သွားတဲ့ဇလန်းမျိုးကိုကျွန်တော်ကလိုချင်တာသိရအောင်ကိုလောက်ပြီဆိုရင်ထိထိရောက်လောက်ချင်တယ်ဗျာသိရမလားပြီးသွားရင်ကျွန်တော်တို့ကပြောမှဆိုဥပဒေဘောင်ထဲမှာကျွန်တော်တို့ကနေနေတဲ့လူဒီဝတ်တော့စီးတဲ့လူတွေကြတော့ဥပဒေဘောင်ရဲ့အပြင်ဘက်မှာလက်တလုံးချနေတဲ့လူတွေဗျာအဲ့လိုလူတွေကျွန်တော်တို့ဘယ်လိုပြောမလဲကိုတိုင်းမိတဲ့ခါကျရင်မိတဲ့အလျောက်ပေါ့နော်ထိုက်တဲ့အပြက်တံမျိုးကိုမျက်စိရှေ့မှာချလိုက်တဲ့ဟာကိုမြင်ချင်တယ်မနေ့တော့ဆိုလို့ရှိရင်ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုကအခုဒီ live ကြည့်နေတဲ့လူတွေဝိုင်းပြီး share ကြတဲ့အတွက်ကြောင့်မို့လို့နေပြီးတော့ထိရောက်တယ်လို့လည်းသတင်းကကြားတယ်ဗျကြားတဲ့အတွက်ကြောင့်မို့လို့เนาะတကယ်ဒါနေပြီးတော့ရောက်ပါစေလို့ပဲဒီသတင်းကနေပြီးတော့ရောက်ပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်အဲ့ဒီအခါကြားတော့မှပဲဒီအထက်ကနေပြီးတော့ကိုယ်တိုင်ဆင်းလာပြီးတော့ဒီအောက်ခြေမှာဘာတွေဖြစ်နေလဲပေါ့เนาะဖြစ်နေတဲ့အပေါ်မှာမှန်မှန်ကန်ကန်ဆုံးဖြတ်သွားတဲ့အမိတ်မျိုးကိုကျွန်တော်တို့ကပြည်သူတွေကမျှော်လင့်တယ်မနေ့တော့ဆိုရင်ကျွန်တော်တို့ပြဿနာတက်တယ်ဒီကျွန်တော်ကိုယ်တိုင်ဖမ်းတယ်မီးပွိုက်ထိတ်မှာ AR1 မီးပွိုက်ထိတ်မှာကျွန်တော်ဖမ်းလိုက်တယ်ဖမ်းပြီးတဲ့အချိန်မှာကျွန်တော်တို့ခလေးဘွားကလေးကကျွန်တော်တို့သိထားတာကပြဿနာတစ်စုံတရာဖြစ်လာတဲ့အခါကျရင်ရဲစခန်းဖုံးဆက်ပြီးတော့ကျွန်တော်တို့မိဘကိုယ်တိုင်တွေကငငယ်ကလေးကကျွန်တော်တို့ရိုက်သွင်းထားတာပြဿနာဖြစ်လာရင်နေတို့တခြားမဆက်နဲ့ရဲစခန်းကိုဖုံးဆက်ရဲစခန်းကနေပြီးတော့လာပြီးကူညီပေးမယ်ဖြည့်ရှင်းပေးမယ်ပြောတယ်ပြောတော့ကျွန်တော်က199ကိုကျွန်တော်ဖုံးဆက်တယ်ဖုံး3ကတိတိကိုကျွန်တော်ခေါ်တယ်ဖုံး3ကတိတိခေါ်တယ်199ကိုခေါ်တဲ့အချိန်မှာဖုံးလုံးဝမကဘူးဒီ199ကဖုံးဝင်တယ်အစအဆုံးဝင်တယ်ဝင်ပြီးတော့ဖုံးတာကြာသွားတယ်ဖုံးမကဘူးเนาะအဲ့လိုမျိုးဖြစ်တယ်ဖြစ်တော့အဲ့ဒါနဲ့ကျွန်တော်တော်တော်စိတ်ပူသွားတယ်ဒီကိစ္စကလေမပြေလေဖြစ်သွားမှာကိုကြောက်တယ်အဲ့ဒါနဲ့ကျွန်တော်လည်းမတတ်နိုင်ဘူးကိုနဲ့ပတ်သက်အကြောင်းပေါ့နော်အဲ့လိုလေးတွေကျွန်တော်တို့မှလိုက်ပြီးတော့ပြန်ရှာပြီးတော့ကျွန်တော်တို့လှုပ်လိုက်ရတယ်လှုပ်ပြီးတော့မှကျွန်တော်တို့ဖမ်းမှပဲဒီလိုအခြေအနေမျိုးကျွန်တော်တို့ဖြစ်သွားတာဗျအခုဆိုလို့ရှိရင်လည်းဒီဖုန်းပြောတဲ့အထဲမှာကြားတာဒါကဒါဆိုရင်ဒါမနေ့တော့ရဲစခန်းကိုကျွန်တော်တို့ဆက်တဲ့အချိန်ပြဿနာဖြစ်တော့ဖုန်းမှတ်တမ်းရှိတယ်နော်ဒီမှာဖုန်းမှတ်တမ်းရှိတယ်ဒါကျွန်တော်တို့ရဲစခန်းကိုဖုန်းဆက်ထားတဲ့အချိန်199မြန်မာတိုင်းနိုင်ငံလုံးကအားကိုးနေတာဖုန်းလုံးဝမကင်ဘူးအရေးနဲ့အကြောင်းနဲ့ဖြစ်လာရင်လေအရေးနဲ့အကြောင်းနဲ့မဟုတ်ရင်တော့တို့ကင်တာပေါ့နော်အဲ့လိုအခြေအနေမျိုးတွေဖြစ်တာခုနဖုန်းပြောသွားတဲ့ပုံမှာလည်းကျွန်တော်စိတ်ပူသွားတယ်ပြန်လွှတ်လိုက်မဲ့ခါကိုစိတ်ပူတာပေါ့နော်အဲ့ဒီတော့ကြောင့်မို့လို့ဒီက live ကြည့်နေတဲ့လူတွေကလည်းတစ်ချက်တော့ဒီအမှုအမှန်ဖြစ်ဖို့အတွက်ကိုတရားခံကလည်းထိုက်တဲ့ပြစ်ဒဏ်ကြဖို့အတွက်ကိုဆက်ပြီးတော့ဒီဗီဒီယိုဆက်ပြီး share ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီအထက်ကိုရောက်တဲ့အထိပေါ့နော်အထက်ကိုရောက်တဲ့အထိတောက်လျှောက် share ပေးကြပါအကုန်လုံးအမှန်ပေါ်ပေါက်လာအောင်ကူညီပေးကြပါအခုဒီကျွန်တော်ကားနံပါတ်နဲ့ပွားစီးထားတာကျွန်တော်သတင်းသိရတော့မြန်မာနိုင်ငံမှာ3စီးရှိတယ်ပထမတစ်စီးကကျွန်တော်ကနဦးအမှုဖွင့်ခဲ့တဲ့ဟာကျွန်တော်ပြပေးမယ်နော်ခဏလေးဒီမှာအော်တိုဘာခဏလေးနော်ဒီမှာအော်တိုဘာအော်တိုဘာ24ရက်နေ့မှာကျွန်တော်အမှုဖွင့်ခဲ့တာဒီ post နဲ့ပတ်သက်ပြီးတော့အမှုဖွင့်ခဲ့တာเนาะရဲမှုတွေရဲရေးခင်းတွေဖြစ်လာရင်ကျွန်တော်ဒီကားနဲ့ပတ်သက်ပြီးတော့လောဝတာဝန်မယူအော်တိုဘာ24ရက်နေ့နောက်ပိုင်းကနေစပြီးဒီနေ့ထိကာညာနာနဲ့ညှိတဲ့ပြဿနာမှန်တယ်များတိုက်ပြေးတာလို့မီးပွိုက်မီးနီဖြတ်မောင်းတာလို့เนาะအချင်းချင်းလမ်းမှာစကားများရိုက်တာလို့လူနိုင်ငံတော်မကြိုက်တဲ့နောက်ဆုံးအဆုံးစွန်နိုင်ငံတော်မကြိုက်တဲ့အရာတစ်ခုခုလှုပ်ခဲ့ပြီးတော့ထွက်ပြေးနေတာလို့ဒါမျိုးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်လောဝတာဝန်မယူပါဘူးเนาะဒီမှာကျွန်တော်ဓာတ်ပုံရိုက်ထားတယ်ဒါပထမဦးဆုံးအချိန်ဖြစ်တဲ့လူရဲ့တရားခံပုံဒါပင်လောင်းမှာရောင်းနေတာ2025အောက်တိုဘာ24ရက်နေ့မှာပင်လောင်းမှာရောင်းနေတဲ့လူရဲ့ပုံ
ကျွန်တော်ကိုယ်တိုင်မိလို့ကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာအဲ့ဒီကတည်းကကျွန်တော်2025အောက်တိုဘာကလေးအမှုဖွင့်ထားတာဆိုရင်ကိုလူတွေစဉ်းစားကြည့်ကြည့်လိုက်ကြအခုလက်ရှိ2026ဖေဖော်ဝါရီလလယ်ရောက်သွားပြီစုစုပေါင်းဘယ်လောက်ကြာသွားလဲဟုတ်တယ်ဟုတ်ကျွန်တော်ပြောပြတာပုံမှန်ဆိုရင်ကျွန်တော်ကပြည်သူတယောက်အမှုဖွင့်ထားတာကျွန်တော်ကရဲစခန်းမှာအမှုဖွင့်ထားတာရဲတွေရဲ့ network ကွန်ရက်ကကျွန်တော်တို့ပြည်သူတွေထက်ပိုပြီးကျယ်ပြန့်တယ်အမှန်တကယ်ကျွန်တော်အမှုဖွင့်ဝင်ခြင်းဖမ်းခြင်းတို့မှာဖမ်းလို့ကအရန်လွယ်တယ်အခု2026ဖေဖော်ဝါရီရောက်တဲ့အထိကိုတို့ဖမ်းလို့မရဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒါကျွန်တော်ပြောပြတာလေဒါကျွန်တော်တယောက်တည်းမြင်တဲ့အမြင်အရကျွန်တော်ပြောပြတာเนาะဒီမှာဒါဆိုရင်ဒီမှာရောင်းထားတဲ့ဒိတ်ကဒီမှာဒါက2025ခုနှစ်အောက်တိုဘာ24ရက်နေ့မှာကျွန်တော်တွေ့တာเนาะခက်တီတီပဲပြန်ရောက်တော့မယ်တဲ့ CRZ 2010တဲ့เนาะဒီမှာဒါကျွန်တော်နံပါတ်နဲ့အဲ့ဒီမှာကလေးကကျွန်တော်အမှုဖွင့်ပြီးတိုင်ထားတာကွန်ရက်အရန်ကျယ်ပြန့်တဲ့ရဲလေးကိုကျွန်တော်တိုင်ထားတာဘာတစ်ခုမှမလုပ်ပေးနိုင်ဘူးကျွန်တော်ကိုယ်တိုင်နောက်ဆုံးကျွန်တော်ကိုယ်တိုင်ပဲဖမ်းလိုက်ရတယ်ဒါအခုလက်ရှိနောက်တစ်စီးထက်ကြံနေတယ်နောက်တစ်စီးကလမ်း90နဲ့ဘိုးတစ်ထောင်ကြားထဲမှာဒီနံပါတ်နဲ့ပဲနောက်တစ်စီးထက်ရှိတယ်လို့ကျွန်တော်အရင်ကတည်းကသိထားတယ်အဲ့တော့ဒီ live ကြည့်နေတဲ့ထဲမှာဒီလိုလမ်း90ဘိုးတစ်ထောင်ပဖဲတန်းပေါ့နော်အဲ့ဒီတဝိုက်မှာဒီလိုကားမျိုးတွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်39958835ခွန်နောက်တစ်လုံးက39931000 အဲ့ဒီဖုန်းနံပါတ်နှစ်ခုရဲ့ Viber ကြိုက်တဲ့ Viber ကိုပို့ပြီးတော့သတင်းပေးနိုင်ပါတယ်ကျွန်တော်တစ်ချက်တော့ကိုတွေ့တယ်ဆိုလို့ရှိရင်ကူညီပြီးတော့ဓာတ်ပုံရပြီးပို့ပေးကြပါပေါ့နော်ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခဏနေကြလို့ရှိရင်ဒီတာဂေတာရဲစခန်းကိုတာဂေတာမျိုးမရဲစခန်းမှာမနေ့ညဖမ်းထားတဲ့လူတကယ်ရှိသေးလားမရှိသေးဘူးလားဆိုတာကျွန်တော်တွက်ကြည့်အောင်မယ်တွက်ကြည့်ပြီးတော့မှပဲအကျိုးအကြောင်းချက်ပြန်ပြောပေးပါပေါ့နော်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ live လွှင့်တဲ့ဟာလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်တစ်ချက်တော့ဟိုများများလေး share ပေးကြဖို့ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ထပ်ပြောချင်ပါတယ်များများလေး share ပေးကြပါဘာပဲပြောတာခုနကဖုန်းပြောသွားတဲ့လူရဲ့ကျွန်တော်သတင်းပေးတဲ့လူရဲ့ပြောဖို့ရဆိုလို့ရှိရင်ဒီရင်ထိရဲ့အဖွဲ့ရဲ့အကြီးဆုံးပေါ့နော်ပြောင်းလာတာတိတ်မကြသေးဘူးစာရဖားဘက်ကနေပြောင်းလာတယ်လို့ပြောတယ်အဲ့လူကြီးကိုယ်တိုင်မသိသေးဘူးပေါ့နော်သူပြောတဲ့ပုံစံအရနော်ကျွန်တော်မသိဘူးနော်ဒီဖုန်းပြောသွားတဲ့လူရဲ့ပြောပုံအရဆိုရင်တော့ထက်လူကြီးကိုယ်တိုင်မသိသေးဘူးတဲ့အောက်ခြေမှာတို့လိုလုံနေကြတဲ့လူတွေပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီအထက်လူကြီးတွေမြင်နိုင်ကြားနိုင်အောင်ဒီမှာကြည့်နေတဲ့လူတွေကိုလူတွေရတယ်တတ်နိုင်တဲ့လောက်များများလေး share ပေးကြပါ group အစုံမှာ share လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ခွင့်ပြုပေးပါတယ်ဟိုဒီထဲမှာတခြားမီဒီယာတွေရှိမယ်ဆိုရင်လည်းဒေါင်းလုတ်ဆွဲတာပဲဖြစ်ဖြစ်ဓာတ်ရိုက် live ပြန်ကူးပြီးလွှင့်တာပဲဖြစ်ဖြစ်လုပ်ပြီးတော့တင်လို့ရတယ်ကျွန်တော်ခွင့်ပြုပေးတယ်ဘယ်သူမှကျွန်တော်စိတ်မဆိုးဘူးတရားစွဲတာကျွန်တော်မလုပ်ဘူးเนาะဟိုဒီဟာကြီးကိုအကောင်လုံးသိစေချင်လို့များများလေး share ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ဆက်ပြီးတော့အခြေအနေလေးထပ်ပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျ